အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့လိုင်ထုံးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့စပြီးတော့ A+ Administration Course မှာပါဝင်တဲ့ Hardware Module မှာရှိတဲ့ Chapter 1 Introduction to Computer System and Components ဆိုတဲ့အကြောင်းအရာလေးကိုစတင်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာကျွန်တော်ဘာတွေပါဝင်လဲဆိုတော့ကွန်ပျူတာနဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာတွေကွန်ပျူတာရဲ့အစိပ်ပိုင်းအကြောင်းတွေနောက်ပြီးတော့ကွန်ပျူတာအမျိုးအစားများအကြောင်းကွန်ပျူတာ system တစ်လုံးရဲ့အလုပ်လုပ်ပုံတွေကွန်ပျူတာမှာပါဝင်တဲ့ memory နဲ့ storage device တွေရဲ့အတိုင်းအတာ unit တွေအကြောင်းကိုဒီ chapter 1မှာပေါ့နော်စပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ် What is input device input device ဆိုတာဘာလဲသူတို့ဘာမှသုံးလဲ input ဆိုတာတွင်းတာ device ဆိုတာကိရိယာအတွင်းကိရိယာ an input device is used to insert data into a computer ကွန်ပျူတာတွေကို data အချက်လက်တွေထည့်ဖို့အတွက် input device တွေကိုသုံးရတယ်အဲ့တော့သူ့ရဲ့ example တွေကဘာလဲဆိုတော့ keyboard mouse barcode reader microphone webcam ဒီ device တွေလည်းရှိတယ်လို့နောက်တူတဲ့ပို့တဲ့ device တွေလည်းရှိနိုင်သေးတယ်keyboard နဲ့ mouse ဆိုရင်ကျွန်တော်တို့သွင်းသမျှ data တွေကိုကွန်ပျူတာတွေကိုထည့်သွင်းပေးတယ်ဒါကြောင့်မလို့ကွန်ပျူတာတွေကို data အချက်လက်ထည့်တဲ့ပစ္စည်းမှန်သမျှ input device barcode reader ဆိုလဲကျွန်တော်တို့ CD မှတ်မှာကျွန်တော်တို့လိုချင်တဲ့ပစ္စည်းကိုယူပြီးသွားပြီဆိုရင်ငွေကန်တဲ့သူကနေပြီးတော့ကျွန်တော်တို့ပစ္စည်းမှာပါဝင်တဲ့ QR code လေးကို barcode reader နဲ့ဖတ်လိုက်တယ်ဖတ်တဲ့အခါမှာဒီပစ္စည်းနဲ့ပတ်သက်တဲ့နာမည်တွေသူ့ရဲ့ price တွေကိုကွန်ပျူတာမှာသွားပေါ်စေတယ်ဆိုလိုချင်တဲ့သဘောတရားကဒီ barcode reader ကခုနကအကြောင်းအရာတွေကိုကွန်ပျူတာတွေကိုထည့်သွင်းပေးလိုက်တာကွန်ပျူတာတွေကို data အချက်လက်ထည့်တဲ့ပစ္စည်းမှန်သမျှ input device နောက်တစ်ခု output device output device is used that output information from a computer ကွန်ပျူတာတွေက data အချက်လက်တွေပြန်ထုတ်တာမှန်သမျှ output device ဥပမာ monitor printer speaker projector ဒါတွေအကုန်လုံးကကွန်ပျူတာတွေကနေပြီးတော့ data အချက်လက်တွေပြန်ထုတ်တဲ့ပစ္စည်းတွေမို့လို့ output device လို့ခေါ်ခြင်းဖြစ်ပါတယ် what is computer ကွန်ပျူတာဆိုတာဘာလဲ Computer is an electronic device that manipulates information or data သတင်းချက်လက်တော့မဟုတ် data တွေကိုစီမံခန့်ခွဲလို့ရတဲ့လျှက်စစ်ပစ္စည်းဆိုတာကျွန်တော်တို့ကွန်ပျူတာကိုပြောတာဖြစ်ပါတယ်ကွန်ပျူတာမှာအဓိကကျွန်တော်တို့လုပ်ဆောင်တဲ့ function ၄မျိုးရှိတယ်အဲ့ဒါတွေကနံပါတ်1 accept လက်ခံမယ်ကွန်ပျူတာကကျွန်တော်သွင်းသမျှ data အားလုံးကိုသူကလက်ခံပေးမယ်ဘယ် device တွေကိုအသုံးပြုပြီးလက်ခံမှာဆိုတော့ကျွန်တော်တို့ခုရှင်းမှာပြောခဲ့တဲ့ input device တွေကိုအသုံးပြုပြီးကွန်ပျူတာကသတင်းချက်လက်တွေကိုလက်ခံပေးမယ်နောက်တစ်ခုက process အဲ့ဒီလက်ခံထားတဲ့ data တွေကိုကျွန်တော်တို့ processing လုပ်လိုက်မယ်နံပါတ်3က produce processing လုပ်ပြီးသား data တွေကိုကျွန်တော်တို့ပြန်ထုတ်ပေးမယ် by device တွေကိုအသုံးပြုထုတ်မှာလဲဆိုတော့ကျွန်တော်တို့ output device တွေကိုအသုံးပြုပြီးတော့ထုတ်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ store data အဲ့ဒီ data တွေကိုကျွန်တော်တို့ပြန်သိမ်းပေးထားမယ်စတဲ့ function ၄မျိုးနဲ့ကွန်ပျူတာကအလုပ်လုပ်ပါတယ်ကွန်ပျူတာမှာကျွန်တော်တို့ is any part of a computer that has a physical structureရှုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံရှိတဲ့ကွန်ပျူတာရဲ့ဘယ်အစိပ်ပိုင်းမဆိုအားလုံးက hardware တွေပဲကွန်ပျူတာမှာထိတွေ့ကင်တွယ်လို့ရတာမှန်သမျှအားလုံး hardware မှာ2မျိုးရှိတယ် internal hardware device နဲ့ external hardware device desktop casing ပုံအတွင်းမှာရှိတဲ့ဟာမှန်သမျှ internal hardware device ဒါမှမဟုတ်လဲ laptop ရဲ့ keyboard အောက်မှာရှိတဲ့ device မှန်သမျှ internal hardware device ဘာလဲဆိုတော့ motherboard တို့ hard disk တို့ RAM တို့ဒါတွေက internal hardware device တွေပဲ external hardware device desktop casing ပုံတစ်ပုံရဲ့အပြင်ဘက်မှာရှိတာမှန်သမျှ external hardware device လို့ခေါ်လို့ရတယ်ဥပမာ monitor တို့ keyboard တို့ mouse တို့ဒါတွေအကုန်လုံးက external hardware device တွေကြီးပဲအဲ့ဒါလေးမှတ်ထားပါတယ်အဲ့တော့ internal hardware device နံပါတ်1 device ကပါလဲဆိုတော့ကျွန်တော်တို့ motherboard လို့ခေါ်တယ်နောက်တစ်မျိုးခေါ်သေးတယ် system board လို့ခေါ်တယ်ကွန်ပျူတာ desktop မှာမရှိမဖြစ်လိုတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုက random access memory ဒီကောင်ကကျွန်တော်တို့ data တွေကိုသိမ်းပေးတဲ့ပစ္စည်းဒါပေမဲ့တူသိမ်းတဲ့ပုံစံကကျွန်တော်တို့ယာယီပဲတူလောင်ပေးတယ်ပြီးတူတော့မရဘူးဒီ memory ကိုကျွန်တော်တို့ဘာမှလာဆက်ရလဲဆိုတော့ဒီ motherboard မှာလာပြီးတော့စိုက်ပြီးတော့ကျွန်တော်တို့သုံးရတယ်နောက်တစ်ခု CPU ကကျတော့အရှိကောက central processing unit ကွန်ပျူတာရဲ့အုံနောက်လို့လည်းပြောလို့ရတယ်အဓိကသူလှုပ်ဆောင်ပေးတဲ့တာဝန်က processing တာဝန်ကိုသူကအဓိကလှုပ်ဆောင်ပေးတယ်နောက်တစ်ခုက hard disk drive HDD နောက်တစ်ခု solid state drive SSD ဒီကောင်တွေကကျတော့ကျွန်တော်တို့ data ကို permanent သိမ်းတဲ့နေရာမှာဒီကောင်တွေကလှုပ်ဆောင်ပေးတယ်RAM လည်းတူလောင်ပေးတဲ့ပစ္စည်းပဲဒါပေမဲ့ဒီကောင်ကတော့ permanent တူလောင်တာမဟုတ်ဘူး temporary တူလောင်ပေးတာဒီကောင်ကကြတော့ကျွန်တော်တို့ permanent တူလောင်ပေးတဲ့ပစ္စည်း user ကမဖြတ်မချင်းဒီကောင်ကိုတူလောင်ပေးတယ်နောက်တစ်ခု
DVD drive ကျွန်တော်အခွေဘန်းကျင်တဲ့အခါမှာကျွန်တော်တို့သုံးရတယ်ဒါနောက်တစ်ခုကျတော့ဒါတော့ video card သို့မဟုတ် graphic card ကျွန်တော်ရုပ်ဖတ်ဖို့တွေလည်းသုံးတယ်ကျွန်တော် game ဆော့ဖို့တွေလည်းဒီ graphic card တွေသုံးတယ် graphic design တွေမှာလည်းဒီ graphic card ကိုမဖြစ်မနေသုံးရတယ်ဒါကျတော့ကျွန်တော် power supply ကွန်ပျူတာရဲ့ internet hardware device တွေကို power ထောက်ပံ့ဖို့အတွက်ဒီ power supply ကိုကျွန်တော်သုံးရတယ်ဒါတော့ desktop casing ဒီ desktop casing နဲ့မှာကျွန်တော်တို့ခုနအရှင်းမပြောခဲ့တဲ့ device တွေအားလုံးရှိတယ်ဒါတော့ external hardware device တွေ monitor တို့ anti-rotate power supply တွေဒါတွေအကုန်လုံးက external hardware device တွေကြီးပဲအဲ့တော့ keyboard နဲ့ mouse နဲ့ external hardware device ဒီခါကျတော့ကျွန်တော်တို့ internal hardware device နဲ့ external hardware device ကိုချုပ်ပြီးတော့ရှင်းပြထားတယ်အဲ့တော့ဒီ desktop casing ထဲမှာရှိရမှန်သမျှအားလုံးက internal hardware device တွေကြီးပဲနံပါတ်1 floppy heatsink hard drive optical drive RAM processor motherboard power supply system fan ဒီကောင်တွေအကုန်လုံးကဒီ desktop casing မှာအားလုံးရှိတယ်ဒါတွေအကုန်လုံးက internal hardware device တွေကြီးပဲ external hardware device desktop casing အပြင်မှာရှိတာမှန်သမျှ external hardware device လို့ပြောလို့ရတယ်နံပါတ်1က monitor နံပါတ်2က speaker keyboard mouse printer ဒါတွေက external hardware device လို့ခေါ်တယ်ဒီတစ်ခါပြောမယ့်အကြောင်းအရာလေးက software ဆိုတာဘာလဲ software is any set of instruction that tell the hardware what to do and how to do it hardware ကဘာတွေဘယ်လိုလုပ်ရမလဲဆိုတာကိုပြောတဲ့ set of instruction လို့ခေါ်တဲ့ညွှန်ကြားချက်အစုတွေဆိုလိုချင်တဲ့သဘောတရားကျွန်တော်တို့ software ထဲမှာ hardware ကိုခိုင်းဖို့အတွက်ညွှန်ကြားချက်တွေအများကြီးစုဝေးနေရအောင် software လို့ခေါ်တယ် software မှာ2မျိုးရှိတယ် system software နဲ့ application software system software ဆိုတာကျွန်တော်တို့ operating system တွေကိုကျွန်တော်တို့ system software လို့ခေါ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင် OS application software ဆိုတာ Word Excel PowerPoint Photoshop စသဖြင့်ပေါ့နော်ဒါတွေအကုန်လုံးက application software ဒီနေ့မှာကျွန်တော် application software နဲ့ system software ရဲ့ကွဲပြားခြားနားပုံလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ် Classic PC မှန်သမျှဘာပဲနားလဲဆိုတော့ကျွန်တော်တို့ on နဲ့ off ပဲနားလဲတယ်ကျွန်တော်မီးဖွင့်မယ်ဆိုရင် on နဲ့မီးပိတ်မယ်ဆိုရင် off တယ်ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုပြောတာဒါကိုကျွန်တော်သင်္ချာလိုပြောမယ်ဆိုရင် on တာကို1 off တာကို0 1နဲ့0လို့ခေါ်တယ်ဒါကိုကျွန်တော်ကွန်ပျူတာမှာဆိုရင်ဘာနည်းနဲ့ပြောမယ်ဆိုတော့ binary number လို့ကျွန်တော်တို့ပြောလို့ရတယ် language အနေနဲ့ပြောမယ်ဆိုရင် machine language ဆိုလိုချင်တဲ့သဘောတရားက classic PC မှာမှန်သမျှ binary number ဆိုလို့ခေါ်တယ် machine language ကိုပဲနားလဲတယ်ကွန်ပျူတာကလည်း classic PC ဖြစ်တဲ့အတွက်ဒီဘာစကားကိုပဲသူနားလဲတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ကွန်ပျူတာ hardware device တွေကဘာပဲနားလဲလဲဆိုတော့ machine language ကိုပဲနားလဲတယ်အဲ့တော့သူ့ကိုခိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာသာစကားဘာသာနားလဲရမယ်ဆိုတော့ကျွန်တော် machine language ကိုနားလဲမှာပဲဖြစ်မယ်ဒါကြောင့်မို့ကျွန်တော် machine language ကိုနားလဲတာဘယ်သူတွေရှိလဲဆိုတော့ system software ဆိုတဲ့ operating system တွေက machine language ကိုနားလဲတယ်ဒါကြောင့်မို့လို့ hardware နဲ့ system software communication လုပ်လို့ရတယ်ဒါကြောင့်မို့စကားပြောလို့ရတယ်ပေါ့နော်စကားပြောလို့ရပြီဆိုရင်သူ့ကိုခိုင်းလို့ရပြီပေါ့အဲ့တော့အဲ့ဒီ operating system ဆိုတာဘာလဲဆိုတော့ Microsoft ထုတ်တာဆိုရင် Windows Apple ထုတ်တာဆိုရင် Mac OS Google ထုတ်တာ Android OS စသဖြင့်ဒါတွေရှိတယ်သူတို့လက်တွေ့သုံးနေတာဘာလဲဆိုတော့ Windows တွေပေါ့နော် Microsoft ထုတ်တဲ့ Windows တွေသုံးနေတယ်အဲ့တော့ hardware နဲ့စကား hardware ကိုခိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ system software ကို hardware ပေါ်မှာတင်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် hardware ကိုစကားပြောဖို့အတွက်ဒါမှမဟုတ် communication လုပ်ဖို့အတွက်တင်ထားတာအဲ့ဒါကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့ Windows တင်တယ်လို့ခေါ်တယ်နော် Windows မတင်ဘူးဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ဘာမှလုပ်လို့မရဘူးကျွန်တော် Windows တင်လိုက်တယ်တင်လိုက်ပြီးတော့ကျွန်တော်ဒီ system software ကကျွန်တော်တို့သုံးလို့မရဘူးဘာလုပ်ဖို့အတွက်လဲဆိုတော့ကျွန်တော် hardware နဲ့ communication လုပ်ဖို့အတွက်ပဲကျွန်တော်သုံးတာထားတာပေါ့နော်ဒီက hardware နဲ့စကားပြောဖို့အတွက်ပဲအဲ့တော့ကျွန်တော်သုံးနေတဲ့တကယ်သုံးနေတဲ့ software တွေက application software ဆိုတဲ့ Word တို့ Excel တို့ PowerPoint တို့ဒါကြောင့်မို့ကျွန်တော်တို့ system software ပေါ်မှာထပ်ပြီးတော့ application software ဆိုပြီးတော့ထပ်တင်တယ်အဲ့တော့ application software နဲ့တစ်ဆင့် system software ကိုကျွန်တော်တို့ညွှန်ကြားချက်တွေပို့တယ်ပြီးတော့ system software ကနေပြီးတော့ machine language ဖြစ်ပြောင်းပြီးတော့ hardware ကိုလန့်ခိုင်းတယ်ဒီလိုနဲ့အဆင့်ဆင့်သွားကြတယ်ပေါ့နော်အဲ့တော့နားလည်လိမ့်မယ်ထင်ပါတယ်